ကောင်းဆုံးသောကလေးစားချီနေတဲ့စမတ်ကြကြနဲ့အထာချအောင်လေကိုယ့်ရဲ့အလုံးမှာပဲအာယုံထားကိုယ်ပိုင်အလုံးမှာပဲဖြစ်ဖြစ်သူများအလုံးမှာပဲဖြစ်ဖြစ် focus လုံးဝမလွဲစေနဲ့တေချာဂယူးဆိုင်ပြီးတော့လို့ကိုဘဝရှေ့ရေးအတွက်ပဲလုံးဝကိုအာယုံထားပါအဲ့ဒါပြီးရင်ဘဒူးမလက်လန်းမမီနိုင်တဲ့ပန်းလေးတစ်ပွင့်ဖြစ်အောင်ပွင့်ပေးပါနောက်တစ်ခုကဘဒူးမလွယ်မရနိုင်တဲ့မိန်းကလေးတစ်ယောက်ဖြစ်အောင်လေကိုယ့်ရဲ့အရေးအချင်းတွေကိုဒီထက်မကတိုးတက်အောင်လို့ဒါဆိုရင်ကျမတို့ကိုမနာလိုနေတဲ့သူတွေနောက်ကျောကိုဓာတ်နဲ့ထိုးတဲ့သူတွေကျမတို့အချိန်မရွေးမူရိတာမပွားနိုင်တဲ့စိတ်နဲ့စောင့်ကြည့်နေတဲ့သူတွေကိုကျမတို့တွေကအမြင့်ကနေကြည့်ရတဲ့ feeling ကဘာနဲ့မှမတူပါဘူးဆိုတော့ဒီနီလန်အတိုင်းပဲကိုယ့်ကိုမနာလိုတဲ့သူတွေကိုယ့်ကိုအလိုမရှိတဲ့သူတွေကိုဂလဲစားချေပါကိုဘဝတိုးတက်လေသူတို့တွေရဲ့စိတ်ထဲမှာတနှုတ်နဲ့အားငယ်စိတ်ဝင်လေပါပဲဒါကြောင့်အမြဲတမ်းအမြင့်ကိုရအောင်ကိုယ့်ရဲ့အရေးအချင်းကိုတွေးနေပါတဲ့ဒါကတော့အေးကိုယ်တိုင်ရေးသားထားတဲ့တယောက်သေးလဲဆက်လျှောက်ရဲတယ်ဆိုတဲ့စာအုပ်ကလေးထဲကနေပြီးတော့ကောက်နှုတ်ပြီးတော့ပေါ့နော်ရွေးချယ်ပြီးတော့ဖတ်ပြပေးသွားတာပါဒါကြောင့်ပေါ့နော်အားငယ်နေတဲ့သူတွေစိတ်တကြနေတဲ့သူတွေစိတ်တမကြပါနဲ့ခဏပါပဲအရာအလုံးကဖြည့်ရှင်းနိုင်တဲ့အရာတွေပဲမို့လို့ပေါ့နော်အဓိကကကို strong ဖြစ်အောင်နေဖို့အရင်အရေးကြီးပါတယ်မိန်းကလေးတွေအနေနဲ့လည်းဘယ်တော့မှအားမငယ်ခြင်းနော်အမြဲတမ်းပဲကိုဘဝအတွက်ဘဒူးမှလက်လန်းမမီနိုင်တဲ့အရန်ကိုလှပတဲ့ပန်းလေးတစ်ပွင့်ဖြစ်အောင်နေပါလို့အရင်နေတဲ့ဒီနေရာလေးကနေစိတ်ခွန်အားပေးချင်ပါတယ်